ဒီမှာ6ကပြေမှာအဲ့လုံးနဲ့ရောက် မဝဲစိုးကိုမစိုးတာ မစိုးလို့သူကတားမစိုးနေတဲ့အဲ့ဘူးပေါက်တာပေါ့နော်သူအဲ့ဘူးသေးရအဲ့မျက်လုံးကြီးအဲ့ချီတွန်းလိုက်ပြတယ် ဟယ်လိုဒါတော့အလားပြတာပေါ့နော်အဝိရှာဘူးလားစားတာနေမကောင်းလို့ပါရှင်ကျမနေမကောင်းလို့ မုတ်တေကျွေးလိုက်ပါသူနေကောင်းတော့မှာပါ နေမကောင်းလို့အဝိရှာဘူးလားတောက်ပါလေ လက်ပြက်နေတာပါ ဘာကွယ်ရတော့မသိပါဘူးသူ့မျက်တိုင်အကြီးရောကွယ်လာပစ္စည်းကတသေးလေးနဲ့အမဲမမြင်ဘူးပေါ့သူများတွေကဒီလိုဒီလိုနဲ့ရုံမြင့်ဆုံးမှဘူးလို့ လုံးနဲ့တဲ့တာဆိုလုံးဘူးလေတာသူ့လူက စုလိုက်စားရင်းနဲ့တင်ပြောနေပါတယ်ရှင် အဲကိုတင်းကိုပြောရပါ ကိုတင်းကို ရပတ်တယ်လူကြောက်လို့ပါ ဟုတ်တယ်အဲ့ညာရောတို့ဒီကစောက်ပြလိုက်ပြောရတယ်မပြောစားပြမှာဖြစ်ပါတယ်ချက်သားလေးနဲ့စားပြမှာပါ ဒီမှာတားလေး ဒီမှာချက်သားလေးနဲ့စားမှာပါငါဖက်ချိုလေးနဲ့ပါ ဖြည့်တော့